ရှင်းလင်းစွာဖြည့်ချပေးမှုအတွက်ကျေးဇူးတင်ပါတယ်။မေးခွန်းများဖြည့်ချပြီးတဲ့ဒုတိယဝန်ကြီးပြန်လည်ထွက်ခွာနိုင်ပါပြီခင်ဗျာ။မင်္ဂလာပါရှင်လေးစားရပါတော့လွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌနှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပြည်ထောင်စုအဆင့်တာဝန်ရှိပုဂ္ဂိုလ်များနှင့်လေးလာရေးရောက်ရှိနေကြသောဧည့်သည်တော်များအားလုံးကိုရောစိတ်ပါချမ်းမြေပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ဂါရဝပြုနှုတ်ခွန်းဆက်တာအပ်ပါရရှင်ကျမကတော့ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်တောင်ပိုင်းမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဆန်းဆန်းထေပဲဖြစ်ပါရရှင်ကျမအနေနဲ့ပညာရေးဝန်ထမ်းများနှင့်ပတ်သက်သောမေးခွန်းအားမေးမြန်းတင်ပြသွားမှာဖြစ်ပါရရှင်လေးစားရပါသောဥက္ကဋ္ဌကြီးရှင်နိုင်ငံတော်ရဲ့ကဏ္ဍပေါင်းစုံမှာဝန်ထမ်းများစွာရှိနေပါတယ်ယခုချိန်မှာဝန်ထမ်းများအားလုံးအတွက်လည်းအခက်အခဲများစွာဖြစ်ပေါ်နေပါတယ်ခေတ်ကာလနှင့်ရောညီသောလစာစရိတ်ချင်းမြင့်ငွေများလည်းလိုအပ်နေတာဖြစ်ပါရဲ့ရှင်။ဒါပေမဲ့အားလုံးလိုအပ်နေတာဖြစ်ပေမဲ့ဝေဖန်မှုမြင့်တက်နေတဲ့ပညာရေးကဏ္ဍအတွက်ထုတ်နှုတ်တင်ပြခွင့်ပြုပါရန်မြစ်တာရက်ခံအပ်ပါရဲ့ရှင်။ညီမသောကုန်စည်နှုန်းများအရအခက်အခဲများစွာဖြစ်ပေါ်နေတဲ့အတွက်ယခုမေးခွန်းအားမေးမြန်းတင်ပြရခြင်းလည်းဖြစ်ပါရဲ့ရှင်။လေးစားရပါသောဥက္ကဋ္ဌကြီးရှင်နိုင်ငံတနိုင်ငံ၏အနာဂတ်ကိုအကောင်းဆုံးပုံဖော်နိုင်စေရန်မှာပညာပဲဖြစ်ပါတယ်ပညာတတ်သောလူပေါင်းဖွဲ့စည်းများဖြင့်အေးချမ်းသာယာသောအနာဂတ်များစွာကိုဖြစ်ထွန်းလာစေမှာဖြစ်ပါတယ်ရှင်နိုင်ငံတော်မှလည်းပညာရေးမြင့်တင်မှုလုပ်ငန်းစဉ်များကိုရေးတိုးရေးရှည်စီမံကိန်းများချမှတ်ဆောင်ရွက်နေတာကိုလည်းတွေ့မြင်နေရပါတယ်နိုင်ငံအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံးရင်းနှီးကလည်းပညာတတ်များဝေးထုတ်ပေးခြင်းပဲဖြစ်ပါတယ်ရှင်ပညာရေးတွေအခြေခံအဆောက်အအုံများလည်းလိုအပ်နေစေဖြစ်ပါတယ်မဖွံ့ဖြိုးသေးတဲ့တည်ငြိမ်အေးချမ်းရန်ခက်ခဲနေသေးတဲ့ကျမတို့နိုင်ငံအနေနဲ့လည်းအခက်ခဲတွေရှိနေနိုင်သေးတာဆိုတာကိုလည်းနားလည်နိုင်ပါတယ်။ဥက္ကဋ္ဌကြီးရှင်လုပ်ငန်းတစ်ခုအောင်မြင်နိုင်ဖို့မူဝါဒတွေလိုသလို၎င်းမူဝါဒတွေကိုအကောင့်ထဲပေါ်ဆောင်ရွက်ပေးနေတဲ့အင်အားစုတွေရဲ့အချိန်လူအင်အားစိတ်အင်အားဆင်းရဲဒုက္ခခံနိုင်မှုတွေပေါင်းဆက်ပြီးမှထွက်ပေါ်လာတဲ့ရလဒ်ဟာဘလောက်ကောင်းကောင်းထိရောက်မှုအကျိုးရှိမရှိဆိုတာနဲ့လည်းတိုင်းတာရမှာဖြစ်ပါတယ်ရှင်။ကျမတို့နိုင်ငံရဲ့အောင်မြင်အောင်ဆောင်ရွက်ရမယ်ဆိုတဲ့မူဝါဒတွေရဲ့နောက်မှာရေဘူးပေါက်တာမလို့ခြင်းဘူးရေပါတာလိုခြင်းနဲ့ဆိုပြီးနေ၍မရပါဘူး။မူဝါဒကိုအကောင့်ထဲပေါ်ပေးနေတဲ့အင်အားစုတွေရဲ့စိတ်လုံခြုံမှုစိတ်ပျော်ရွှင်မှုလုပ်ငန်းခွင်အေးချမ်းမှုတွေလိုအပ်နေပါတယ်။ကျမတို့နိုင်ငံရဲ့အနာဂတ်အတွက်ရည်ကြီးတဲ့မျိုးဆက်သစ်ကျောင်းသားကျောင်းသူတွေအတွက်အကောင်းဆုံးပုံဖော်ဖန်တီးပေးနေတဲ့ဗဟုပညာရှင်ဘီသူကပညာရှင်ကဲ့သို့သောပညာရေးဝန်ထမ်းဆရာဆရာမများဟာစိတ်သက်စည်းကမ်းပညာဆိုတဲ့မန်တိုင်း၃ရက်ဖြင့်နိုင်ငံရဲ့အနာဂတ်ပေါင်းများစွာကိုပုံဖော်ထုစစ်ပေးနေပါတယ်။ယခုချိန်မှာပြောင်းလဲလာတဲ့နည်းပညာတွေနဲ့ပညာသင်ကြားရေးအခမ်းကဏ္ဍတွေမှာနိုင်ငံခြားဖြင့်ချိတ်ဆက်သောကြောင်းကိုယ်ပိုင်ကျောင်းတွေနဲ့တိုးတက်လာတာကိုလည်းကြိုဆိုပါတယ်ရှင်။ဒါပေမဲ့ကျမတို့အခြေခံလူတန်းစားပြည်သူတွေအတွက်အစိုးရကျောင်းတွေကိုသာမှီခိုအားထားနေရပါတယ်။ယခုအချိန်ကာလကုန်စည်နှုန်းမြင့်မားရေးနဲ့အတူအခြားစိန်ခေါ်မှုတွေဖြစ်ပေါ်လျက်ရှိရာပြင်ပအလုပ်ကိုင်းခွင့်လန်းများမြင့်မားသောလစာများကိုဥပိ္ပခပြုရင်းဝါသနာနိနာဂရုဏာများစွာဖြင့်တင်ကြားပို့ချပေးနေတဲ့ဆရာဆရာမများကိုလည်းလေးစားဂုဏ်ယူရမှာဖြစ်တယ်လို့၎င်းတို့အတွက်လည်းအစီအစဉ်မူဝါဒများချမှတ်ပေးနိုင်မယ်လို့လည်းယုံကြည်ပါတယ်ရှင်။ယနေ့မူလာတန်းပြဆရာမတဦးရဲ့အခြေခံလစာဟာ1,800,000ကျပ်ရှိပါတယ်။ထောက်ပံ့ကြေးဖြည့်9,000ရရှိပါတယ်။အိမ်ငှားကားဖြည့်အိမ်အောင်ရှိတဲ့သူဆိုရင်မူရင်းလစာရဲ့8%အိမ်အောင်မရှိတဲ့သူဆိုရင်မူရင်းလစာရဲ့4%သာရရှိပါတယ်။ပြန်မြအားဖြင့်3သိန်းဝန်းကျင်ခန့်သာရရှိပါတယ်ရှင်။ယနေ့ကြီးမြင့်နေတဲ့ကုန်စည်နှုန်းရကျပ်ဥတစ်လုံးတောင်ငွေကျပ်600ကျော်နေတဲ့အချိန်မှာအခက်အခဲများစွာရှိနိုင်ပါတယ်။နေထိုင်စားသောက်စီတောင်မဖူလုံမဲအခြားကျန်းမာရေးလူမှုရေးတွေပါရင်ဆိုင်ရမယ်ဆိုရင်ပိုမိုအခက်အခဲတွေရှိနိုင်ပါတယ်။ကျူရှင်မတင်မနေရစနစ်ဆိုပေမဲ့ငါဝမ်းပူစာမနေတာလို့တင်နေကြအောင်မှာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မလို့၎င်းတို့နှင့်ထိုက်တဲ့သောဂုဏ်သိက္ခာရှိစွာရည်တည်နိုင်မဲ့လစာခံစား권များတိုးမြင့်ပေးနိုင်ဖို့လုံခြုံစိတ်ချရတဲ့နေထိုင်ရေးအတွက်စီစဉ်ပေးနိုင်ဖို့နဲ့၎င်းတို့မိသားစုတွေအတွက်
တက်တာသောကျမ်းမာရေးအာမခံစနစ်ထားရှိပေးနိုင်ရန်အငြိမ်းစားယူပြီးသောဆရာမများအတွက်အေးချမ်းစွာနေထိုင်နိုင်ရေးစီစဉ်ပေးနိုင်ဖို့လည်းဥက္ကဋ္ဌကြီးမှတဆင့်တင်ပြလိုပါတယ်ရှင်။တို့ဖြစ်ပါ၍ပညာရေးဝန်ထမ်းဆရာဆရာမများအတွက်ထိုက်တင်သောချီးမြှင့်ငွေသို့မဟုတ်လစာတိုးမြင့်ပေးနိုင်ရန်အစီအစဉ်ရှိမရှိအားလွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်လေးစားစွာမေးမြန်းတင်ပြရခြင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။ ဘာနာရေးနဲ့အခွန်ဝန်ကြီးဌာနကဖြေကြားရန်ဖြစ်ပါတယ်။ လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးဒုတိယဥက္ကဋ္ဌနဲ့တကွာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဒုတိယဝန်ကြီးများနဲ့ဖိတ်ကြားထားသောဧည့်သည်တော်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ကျမကတော့ဗန္ဒာရေးနဲ့အခွန်ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်းဖြစ်ပါတယ်။ကျမအနေနဲ့ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့တဲ့တောင်ပိုင်းမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဆန်းဆန်းထေးဤပညာရေးဝန်ထမ်းဆရာဆရာမများအားထိုက်တင်သောချီးမြှင့်ငွေသို့မဟုတ်လစာတိုးမြင့်ပေးနိုင်ပါရန်အစီအစဉ်ရှိမရှိနဲ့အစီအစဉ်ရှိပါကမိသည့်ဗန္ဒာရေးနှစ်တွင်ဆောင်ရွက်ပေးနိုင်သည်ကိုရှိမရှိသိရှိလိုကြောင်းမိကိုနဲ့ဆက်နှင်း၍ဖြေကြားသွားမှာဖြစ်ပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့နိုင်ငံတော်၏မူဝါဒအရနိုင်ငံဝန်ထမ်းများ၏ချိန်နှုန်းလစာနှုန်းထားများတိုးမြင့်ပေးရန်စဉ်းစားပေးသည့်အချိန်များတွင်နိုင်ငံတော်ရဲ့ဗန္ဒာရေးအခြေအနေငွေကြေးဖောင်းပွားမှုအခြေအနေများလက်ရှိခံစား권ပြုထားသောနှုန်းထားများစုစုပေါင်းဝန်ထမ်းဦးရေရာထူးအဆင့်လိုက်ဝန်ထမ်းဦးရေအခြေအနေများလစာနှုန်းတိုးမြင့်မှုနဲ့ဆက်ဆက်နေသည့်ပင်စင်စားများလုတ်သက်စုငွေနေစားဝန်ထမ်းလောက်ခစသည့်အခြေအနေများနဲ့ကျမတို့ဘတ်ဂျက်ခံနိုင်ရရှိမှုအခြေအနေတို့ကိုစီစစ်သုံးသပ်၍ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်ရှင်။နိုင်ငံတော်အနေနဲ့နိုင်ငံဝန်ထမ်းများရဲ့လစာနှုန်းထားများကိုတိုးမြင့်ပေးရာတွင်ပညာရေးဝန်ထမ်းဆရာမများကိုသာတိကျတိုးမြင့်ပေးလျက်မဟုတ်ပဲကျမတို့ဌာနအဖွဲ့အစည်းများတွင်တာဝန်ထမ်းဆောင်နေကြသည့်ပညာရေးဝန်ထမ်းများအပါအဝင်ဝန်ကြီးဌာနအားလုံးရှိနိုင်ငံဝန်ထမ်းများအားလုံးအတွက်တိုးမြင့်ပေးသည့်မူဝါဒကိုကျင့်သုံးလျက်ရှိပါတယ်။နိုင်ငံတော်ကတက္ကသိုလ်ဒီဂရီကောလိပ်သိပ္ပံနဲ့အခြေခံပညာကျောင်းများတွင်တာဝန်ထမ်းဆောင်သည့်ပညာရေးဝန်ထမ်းကျောင်းအုပ်ကြီးများအတွက်၎င်းတို့၏ရာထူးအဆင့်အလိုက်ကနဦးလစာ၏10%ဖြင့်လစဉ်အုပ်ချုပ်မှုစရိတ်ကို၎င်းပညာရေးဝန်ထမ်းသင်ကြားရေးဆရာဆရာမများအတွက်အမြင့်ဆုံးရရှိသည့်ဘွဲ့အလိုက်လစဉ်ချီးမြှင့်ငွေများကိုပါရဂူဘွဲ့ရရှိသူတဦးလျှင်ကျပ်3000မဟာဒသနမဟာဘွဲ့မဟာတုတေသနရရှိသူတဦးလျှင်ကျပ်2သိန်းခွဲဘွဲ့လွန်ဒီပလိုမာရရှိသူတဦးလျှင်ကျပ်1000စသည်တို့ဖြင့်လစဉ်ချီးမြှင့်ငွေများကိုပေးအပ်လျက်ရှိပါတယ်။ပညာရေးဝန်ကြီးဌာနအပါအဝင်ဌာနအဖွဲ့အစည်းများတွင်တာဝန်ထမ်းဆောင်နေကြသည့်နိုင်ငံဝန်ထမ်းအားလုံးအတွက်ရာထူးအဆင့်အလိုက်သတ်မှတ်ချိန်နှုန်းလစာလစဉ်အပိုထောက်ပံ့ခြင်းတစ်နှစ်လတစ်ချိန်ခံစား권ရှိသည့်ဝတ်ဆောင်စရိတ်အခမဲ့အိမ်ယာတွင်နေထိုင်권မရရှိဘဲမိမိအစီအစဉ်ဖြင့်နေထိုင်ရသည့်ဝန်ထမ်းများအတွက်သတ်မှတ်ချက်နှင့်အညီခံစား권ရှိသည့်အိမ်ငှားစရိတ်ဝေးလံခေါင်တည်၍လူမှုရေးခက်ခဲသောဒေသများတွင်တာဝန်ထမ်းဆောင်ရရှိသည့်နိုင်ငံဝန်ထမ်းများအတွက်ဒေသစရိတ်တာဝန်ဖြင့်ခရီးသွားလာခြင်းအတွက်ခရီးသွားနေတွက်စရိတ်အမှန်တကယ်ကုန်ကျသည့်ခရီးစရိတ်နှင့်ယာဒူးအဆင့်အလိုက်သတ်မှတ်ထားရှိသည့်တဲခိုစရိတ်တို့ကိုလည်းခါစား권ရရှိသည့်အပြင်ပညာရေးကဏ္ဍရှိသင်ကြားရေးပိုင်းတွင်တာဝန်ယူဆောင်ရွက်နေကြသည့်ကျောင်းအုပ်ကြီးများဆရာဆရာမများအတွက်သတ်မှတ်နှုန်းထားများဖြင့်လစဉ်ချီးမြှင့်ငွေပေးအပ်လျက်ရှိပါတယ်ရှင်။ယခုလက်ရှိအချိန်မှာကျမတို့ပညာရေးဝန်ထမ်းဆရာဆရာမများအပါအဝင်နိုင်ငံဝန်ထမ်းအားလုံးအတွက်ရာထူးအဆင့်အလိုက်သတ်မှတ်ချိန်နှုန်းလစာအပြင်အပိုထောက်ပံ့ခြင်းဝတ်စုံစရိတ်
အိမ်ငှားစရိတ်ယာဒုအစင်းလိုက်သတ်မှတ်ထားသည့်ဒေတာစရိတ်များတာဝန်ဖြင့်ခရီးသွားလာခြင်းအတွက်အမှန်တကယ်ကုန်ကျသည့်ခရီးစရိတ်နေတွယ်စရိတ်တဲခိုစရိတ်နှင့်တိကျသတ်မှတ်ချက်များဖြင့်ခံစား권ပြုထားသည့်စရိတ်တို့ကိုလည်းနိုင်ငံတော်ရဲ့ဘတ်ဂျက်ခံနိုင်ရေးအပေါ်မူတည်၍နှုံထားများကိုသတ်မှတ်ပြီးခံစား권ပြုလျက်ရှိပါကြောင်းတင်ပြအပ်ပါတယ်ရှင်တို့ဖြစ်ပါ၍နိုင်ငံတော်အစိုးရမှလက်တလောတွင်ပညာရေးဝန်ထမ်းဆရာဆရာမများအားထိုက်တဲ့ချီးမြှင့်ငွေသို့မဟုတ်လစာတိုးမြှင့်ပေးနိုင်ရင်အစီအစဉ်မရှိသေးပါကြောင်းရှင်းလင်းဖြေကြားအပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်